မလိုအပ်ပဲတွေးမပူပါနဲ့အရာရာဟာသူ့အချိန်နဲ့သူဖြစ်လာမှာပါတခါတလေကိုယ်စိတ်ပူပန်နေရတဲ့အရာတွေရဲ့90%ဟာတကယ်တမ်းဖြစ်မလာတတ်ပါဘူးကိုယ့်ရဲ့တွေးတွေနဲ့တင်ကိုယ့်ကိုယ်ပင်ပန်းအောင်လုပ်နေမိတာပါဒါကြောင့်မရောက်သေးတဲ့မနှက်ဖြန်အတွက်ကြိုပြီးတော့မပူပါနဲ့မနှက်ဖြန်မှာဘာဖြစ်မလဲဆိုတာဘယ်သူမှမသိနိုင်မရောက်သေးတဲ့ကိစ္စတွေအတွက်ကြိုတွေးပြီးပူလောင်နေတာဟာဒီနေ့ရဲ့ပျော်ရွှင်မှုတွေကိုလူယူနေတာနဲ့အတူတူပါပဲကိုထိန်းချုပ်လို့မရတဲ့အပြင်ဘက်ကအရာတွေကိုတွတ်ချလိုက်ပါယာဒီဥဒုကိုပြင်လို့မရတယ်လို့တခြားသူတွေရဲ့စိတ်နဲ့ကံကြမ္မာရဲ့အလဲပြောင်းတွေကိုလည်းထိန်းချုပ်လို့မရပါဘူးကိုဘာမှလုပ်လို့မရတဲ့ကိစ္စအတွက်တွေးပူနေတာဟာအပူပင်ပန်းတာပဲဖတ်တင်ပါလိမ့်မယ်ဒီနေ့ကိုပဲအာရုံစိုက်ပါအခုလက်ရှိအသက်ရှူနေတဲ့အချိန်လေးမှာပဲကောင်းဆုံးနေထိုင်ပါကိုယ့်ရှေ့မှာရှိနေတဲ့အလုပ်ကိုယ်ဘေးမှာရှိနေတဲ့သူတွေကိုပဲဂရုစိုက်ပါခြေတလန်းချင်းစီကိုမှန်အောင်လှမ်းရင်ခရီးကသူ့အလိုလိုပန်းနိုင်ရောက်သွားမှာပါတွေးပူခြင်းကမနှက်ဖြန်ရဲ့ဒုက္ခတွေကိုရောပါမသွားစေပါဘူးဒီနေ့ရဲ့ခွန်အားတွေကိုပဲကုန်ခန်းစေတာပါစာရေးသားသူက credit ပေးပါတယ်ကျေးဇူးတင်ပါတယ် Change through the way that the colors turn. Dive in with me